AI Recap မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့2020ခုနှစ်ကထွက်ရှိခဲ့တဲ့ The Hunt ဆိုတဲ့ American Action ဟာတာကားလေးအကြောင်းပြောပြပေးသွားမှာပါ။ဇလန်အဆုံးထိပြောပြမှာဖြစ်လို့ကြိုတင်သတိပေးပါစေ။ဇလန်စမှာအတီနာဆိုတဲ့အမျိုးသမီးတယောက်သူစပွဲမှာထိုင်ပြီးတငယ်ချင်းတွေနဲ့ဖုန်း message ပို့နေတာကိုတွေ့ရပါတယ်။သူတို့ကစံအိမ်တိုနဲ့အမဲလိုက်ပွဲအကြောင်းတွေကိုစနောက်ပြီးစကားပြောနေကြတာပါ။နောက်တော့တီးထန်လေရင်ကစီးပေါ်မှာလေရင်မေကခီးစင်တယောက်ကိုအစားတော့လာဧခံပါတယ်။အဲ့ဒီအချိန်မှာလူတယောက်ဟာရိုင်တိရိုင်တိုင်နဲ့အထဲကိုရုတ်တရက်ဝင်လာပြီးအရောက်နိုးလာပြီလို့အော်ပြောရင်းလေးကျသွားပါတယ်။လေရင်ပေါ်ကဆရာဝန်လို့ပြောတဲ့လူကြီးတယောက်ကသူ့ကိုကူညီမလို့နဲ့လူတိုင်းအံ့ဩသွားအောင်ဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူကမသေးသေးပဲရုံရင်းဆန်ခတ်ဖြစ်နေတော့အတီနာဝင်လာပြီးသူ့ရဲ့တောက်ဖနက်နဲ့အသေးနင်းတက်လိုက်ပါတယ်။သူတို့ကစစ်ပွဲမှာတန်ရိုးစင်ဆိုတာမရှိဘူးလို့ပြောရင်ပွဲမစခင်ကတည်းကနိုးလာတဲ့အဲ့ဒီလူကိုအလောင်းဖျောက်လိုက်ကြပါတယ်။ခဏကြာတော့အမျိုးသမီးတယောက် blonde ဆိုတဲ့တောထဲမှာနိုးလာပါတယ်။ပါဇက်မှာလည်းစကားမပြောနိုင်အောင်ငုံထားတဲ့ကိရိယာတစ်ခုအသက်ခံထားရတယ်။သူလျှောက်သွားရင်တခြားသူ့လို့တဲ့ပါဇက်ပြစ်ခံထားရတဲ့လူတွေဟူတွေ့ရပါတယ်။ကွင်းပြင်တစ်ခုအလယ်မှာတစ်တာကြီးတစ်လုံးရှိနေပြီးအထဲမှာတော့လက်နက်မျိုးစုံထည့်ထားတာပါ။သူတို့တွေလက်နက်တွေယူနေတော့မှပဲခြုံပုတ်ထဲကလေးတယောက်ယောက်ကသူတို့ကိုစတင်ပြီးခတ်ပါတော့တယ်။လူတွေတယောက်ပြီးတယောက်သေကုန်ကြပါတယ်။မြေမြုံမိုင်းတွေနင်းမိပြီးပောက်ကွဲသူကကွဲအပြစ်ခံရသူကခံရနဲ့ငရဲပွက်တယ်လို့ဖြစ်နေတာပါ။အဲ့ဒီထဲက3ယောက်ကတော့ထွက်ပြေးလွတ်မြောက်သွားပြီးလမ်းဘေးကဆိုင်တဆိုင်လေးရောက်သွားပါတယ်။ဆိုင်ရှင်လင်မယားကသူတို့ကိုကူညီမလို့နဲ့ဖုံးပစ်ဆက်ပေမဲ့တကယ်တော့သူတို့ကလည်းအမဲလိုက်တဲ့အဖွဲဝင်တွေပါပဲ။ဆိုင်ရှင်တွေကအစိတ်ပါတဲ့မှုန့်ကျွေးပြီးအဲ့ဒီ3ယောက်ကိုတတ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်ခရစ်စတယ်ဆိုတဲ့အမျိုးသမီးတယောက်အဲ့ဒီဆိုင်ထဲရောက်လာပါတယ်။ဆိုင်ရှင်လင်မယားကသူ့ကိုလည်းအရင်လူတွေလိုပဲတတ်မှုစူးစမ်းပေမဲ့ခရစ်စတယ်ကသူတို့ထက်လက်ဦးသွားပြီး2ယောက်လုံးကိုပြစ်တက်လိုက်ပါတယ်။သူကစစ်မှုထမ်းဟောင်းတယောက်ဖြစ်ပုံရပြီးအချင်းနေအရာရကိုအကဲခတ်တော်လွန်ပါတယ်။သူကဆိုင်ထဲကနေလက်နက်တွေယူအပြင်ကကားကိုစစ်ဆေးကြည့်တော့ကားနံပါတ်ပြတွေကအတုတွေဖြစ်နေပြီးဒါဟာ American မဟုတ်ပဲခရိုအေးရှားနိုင်ငံဖြစ်နေမှန်းသိလိုက်ရပါတယ်။ခရစ်စတယ်ဟာလမ်းမှာဒွန်ဆိုတဲ့လူတစ်ယောက်နဲ့ဆုံပါတယ်။သူတို့နှစ်ယောက်အတူထွက်ပြေးရင်း American တန်အုံးကလူတစ်ယောက်ဆိုတာကိုတွေ့ရပါတယ်။ဒါပေမဲ့ခရစ်စတယ်ကအဲ့ဒီလူဟာလေလူသားသမားတွေဘက်ကမှန်ရိပ်မိတာကြောင့်သူ့ကိုတက်ပစ်လိုက်ပါတယ်။ခရစ်စတယ်ဟာဒီတိုင်းထွက်ပြေးနေမယ်မဟုတ်ပဲသူ့ကိုအမဲလိုက်နေတဲ့လူသားသမားတွေရဲ့စမ်းကောင်းကိုလိုက်ရှာပြီးပြန်လဲတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့တွေအမဲလိုက်သမားတွေရဲ့ပုံးခိုကျွန်းကိုရှာတွေ့သွားတဲ့အခါခရစ်စတယ်ကတယောက်ပြီးတယောက်အပြစ်ရှင်းပါတော့တယ်။အဲ့ဒီမှာတင်သူတို့တိုက်ခိုက်နေတာကိုအတီနာကရေဒီယိုကနေနားထောင်နေတာပါ။အဆုံးမှာတော့ခရစ်စတယ်ဟာအတီနာရှိတဲ့စန်အိမ်တော်ကြီးကိုတယောက်သေးရောက်သွားပါတယ်။အတိတ်ကအကြောင်းတွေကိုပြန်ကြည့်မယ်ဆိုရင်အတီနာတို့အထက်လွှမ်းလူကက်ဆယ်နဲ့တစုကလူတွေကိုအမဲလိုက်တတ်ဖြတ်နေတာဆိုတဲ့ကောဟန်လာကအင်တာနက်မှာပြန့်တက်ပူပါတယ်။အဲ့ဒီကောဟန်လာကြောင့်သူတို့အလုတ်ပြုတ်ခုန်ကြတာပါ။အဲ့ဒါကြောင့်သူတို့ကစိတ်နာပြီးအဲ့ဒီကောဟန်လာကိုတကယ်ဖြစ်အောင်လုပ်ပြမယ်ဆိုပြီးအင်တာနက်မှာသူတို့ကိုဆဲဆိုနေတဲ့လူတွေကိုပြန်ပဲဆွဲပြီးအခုလိုအမဲလိုက်ပွဲကျင်းပတာပဲဖြစ်ပါတယ်။ဒါပေမဲ့ရဲဘူးလောကအတီနာတို့လူမားပြီးခရစ်စတယ်ကိုခေါ်လာမိတာပါ။အင်တာနက်မှာသူတို့ကိုဆဲနေတဲ့ခရစ်စတယ်ကတခြားတစ်ယောက်ထင်နေတာပါ။ဇက်ရှင်အမြင့်ဆုံးအခန်းမှာတော့ခရစ်စတယ်နဲ့အတီနာတို့မီးဖို့ကြောင်းထဲမှာတယောက်နဲ့တယောက်အသေးအလဲတတ်ပုတ်ကြပါလေ။နှစ်ယောက်လုံးကတိုက်ခိုက်မှုမှာအယမ်းတော်ကြတော့ပွဲကတော်တော်ကြည်ကောင်းပါလေ။အစိုးမှာတော့ခရစ်စတယ်ကအတီနာကိုဟင်းဒီဟင်းရွက်လီးတဲ့စက်နဲ့ထိုးတက်လိုက်နိုင်ပါနဲ့။ဒဏ်ရာတွေရထားတဲ့ခရစ်စတယ်ဟာအတီနာရဲ့အဝတ်အလားလီးတွေကိုလဲဝက်သူတို့ရဲ့ဈေးကြီးတဲ့ရှမ်ပိန်ဘော်ကလင်းကိုယူပြီးအပြင်ကိုထွက်လာခဲ့ပါတယ်။အပြင်မှာအဆင်းရှိနေတဲ့အတီနာရဲ့တီးတန့်လေရင်ဘော်ကိုတက်သွားပြီးနင်းသေးရေးကြီးကိုတက်ခဲ့ပြီးနောက်ကိုအိမ်ပြန်ပို့ပြီးတော့လို့ပြောလိုက်ပါတယ်။ဇက်ကအဆုံးမှာတော့ခရစ်စတယ်တယောက်လေရင်ပေါ်မှာဇိမ်နဲ့ရှမ်ပိန်တောက်နေတဲ့ပုံရိမ်နဲ့ဆက်တင်သွားပါတော့တယ်။ဒီလိုမျိုးစိတ်လူရှားစရာကောင်းတဲ့ဇက်လန်ရီကပ်လေးတွေကိုနောက်ထပ်ကြည့်ကျင်သေးနဲ့ပြောခဲ့ပါဦးနော်။နောက်ထပ်ပဲဇက်ကားကိုအခုလိုပုံစံနဲ့ဘာသာပြန်ပေးစီခြင်းလဲခင်ဗျာ။